ဘာလို့ကလိမ့်ရတောက်က တောက်ရတာကို ကျွန်တော်လည်းတော့လာမှာနော် ဟုတ်ကို200ပဲ ဟိုတော့တောက်ဆေးပေါ့အဲ့ဝစ်ပြီးတော့တရက်6လာနောက်ပြန်လာခဲ့မယ်လေနော် စဝါဒီကာ sorry ဒီလာပါကိုဘာလေးများပြပေးရမလဲရှင် ဘိုင်းနဲ့အဲ့လိုမျိုးပူနေတာလေအဲ့ဒါဟိုဟာပိန်ကျင်တာပေါ့နော်ညီမတို့ဆိုင်မှာဘယ်လိုမျိုးတွေရှိလဲ ညီမတို့ဆိုင်မှာ collagen လေးတွေရှိတယ် capsule လေးတွေရှိတယ် Thai product နဲ့ပတ်သက်တာလေးဒါလေးက coffee လေးအစီကြတာကိုဒီက supporting ပေးတယ်သူကတော့ဒီက ဒါဟိုဟာဘာလို့ကလိမ့်ရတောက်က တောက်ရတာကို ဒါတောက် ခင်းတိုင်းတောက်ရတာဟုတ် ဒါကြတော့မနက်ခင်းတိုင်းတပူးလုံးတောက်ရတနေ့တပူးဆိုင်ကနည်းနည်းကိုမှောင်နေနော် ရှာအော် မျက်မှန်တက် မျက်မှန်တက်ဒါလည်းအစီကြတယ်သူကကြတော့ကျွန်တော်တို့ဟိုလိမ့်ရဟာလားလိမ့်စေး ဟုတ်ဘူးတောက်စီကို အော်ကျွန်တော်ကအဲ့လိုမျိုးလေညဘက်ဆိုရင်အိမ်မှာအဲ့လိုစကတ်တွေပါနဲ့ကောင်းဝင်တွေပါဝတ်တက်တယ်ကျွန်တော်လည်းတော့လာမှာနော်တကယ်လို့မှလေပြန်ပြီးတော့ယူရောင်းတာတွေပါလေဆိုရင်ရောကျမတို့ဘက်ကနေဘယ်လိုမျိုးဈေးတွေပါလုပ်ပေးတယ် ဟုတ်ညီမတို့ရှိမှာလက်ကားစီးရှိတယ်လက်ကားစီးကကျတော့ဘယ်လိုမျိုးလဲဆိုတော့ညီမတို့ဒီ total အားလုံးပေါ့နော်ဥမန်ငွေ200ဘိုးအထက်ဆိုရင် 20% discount ရှိတယ် 20% ညီမတို့ရဲ့ original ဈေးအောင်တက်တာဆုံးဘာလို့ဆိုတော့ကိုယ်တိုင် အဓိကယူပေးရမှာအနည်းဆုံးအိုမန်ငွေ 200 ယူပေးရ ဟုတ် ဆိုတော့ပစ္စည်းတွေဒီမှာကျွန်တော်တို့ပြန်ပြီးတော့ရောင်းကျင်တယ်ဆိုရင်အနည်းဆုံးအိုမန်ရီရဲ့2000ကနေစပြီးယူပေးရမယ်ပေါ့နော်ဟုတ်တယ်မလား ဟုတ်ကို200ပဲ 2000ပါတဲ့ ဒီဆိုရင်လည်းညီမတို့တိုနာတွေရှိမယ် cleansing water တွေပေါ့နော်ဒီ L'Oreal ထုတ်တဲ့ဟာတွေအစုံရှိမယ်ဒီမှာအစုံရှိ ဒါကြတော့ဟိုပါပေါ့ဟိုပါတောက်ဆေးပေါ့ ဟုတ်ကိုတိုနာဆိုတော့မျက်နှာ skin care ထမဆုံးတင် တောက်လို့မရဘူးလားအဲ့လိုမျိုးတောက်တဲ့ဟာမရှိဘူးလား mask တွေဒီ accessory အသေးလေးရာစာရှိမယ်ပေါ့နော်ဒီမှာဆိုရင်လေ lip ဒါကြတော့ဟိုပါတရက်6တဲ့ဟာလား ညမှာဒီမျက်နှာပေါင်းတင်တဲ့ face mask ညကြရင်ဝစ်ပြီးတော့တရက်6လို့ရတယ်တရက်6လို့ရတယ်ဟုတ်တယ်မလားတရက်6တာ face mask အကိုဒါကြောင့်လေ ဟုတ်စုံတာပဲနော် ဟုတ် တော်တော် စုံ များ နေ များ အကိုဒါကကြောင့်လေတို့တနေ့ကုန်အလုပ်လုပ်လို့ညာနာဆိုခါးတွေပါကိုကတ်တဲ့ plaster လေးတွေ အာ ဒါလေးတွေအစုံပေါ့နော်ဒါအလှကုန်နေရမှာအလှကုန်နေအစုံရတယ်ဆက်ဆက်တိတ်လေးရဆက်တင်လာဆိုတော့လေ တော်တော်စုံတယ် ဟုတ် ကျေးဇူးပါနောက်ပြန်လာခဲ့မယ်လေနော် အော်ဟုတ်ကဲ့ပါကျေးဇူးပါရှင်နောက်လည်းအားပေးအောင်နော်အကို ဟုတ်ကဲ့ဟုတ်ကဲ့